အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ One Football Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ရွေးချယ်ပေးမယ့်ပွဲလေးရတော့ Europa League ပွဲစဉ်တွေပွဲဖြစ်တဲ့ Base နဲ့ Aston Villa တို့ရဲ့ပွဲစဉ်တွေကိုသုံးသပ်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်သူတို့နှစ်သင်းရဲ့လက်ရှိခြေအနေနဲ့ခြေစမ်းကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်ဗျာလက်ရှိမှာဗီလာကဘေးဆယ်ကိုအဝေးကွင်းကနေတလုံး90နိုင်ဂိုးပေါင်းကြီး330ရှုံးမှုဆိုပြီးတော့ဖွင့်လှစ်ပေးထားတာကိုတွေ့ရပါတယ်။ဘေးဆယ်ကယူရိုပါလိမှာ9ပွဲကစား2ပွဲနိုင်တရပွဲမရှိဘူး3ပွဲရှုံးထားတယ်။9ဂိုးသွင်းပြီးတော့9ဂိုးပြန်ပေးထားရတယ်ပေါ့နော်။ရမှတ်6မှတ်နဲ့အဆင့်24မှာရပ်တည်နေတဲ့အသင်းဗီလာကတော့ယူရိုပါလိမှာ9ပွဲကစားပြီး4ပွဲနိုင်တယ်တရပွဲမရှိဘူး1ပွဲရှုံးထားတယ်စုစုပေါင်းသွင်းကို8ဂိုးရှိပြီးတော့3ဂိုးပဲပြန်ပေးထားရတယ်ပေါ့နော်ရမှတ်စုစုပေါင်းက12မှတ်အဆင့်က3နေရာမှာရပ်တည်နေတဲ့အသင်းလေးဖြစ်ပါတယ်အဲ့ဒီမှာဘေးစေကအင်ဝင်း2ပွဲဆော့ပြီးပါပြီ2ပွဲလုံးနိုင်ထားတယ်ဗျရာဂိုးက9ဂိုးဘေးဂိုးက2ဂိုးပဲရှိတယ်ပေါ့နော်သူတွေ့ခဲ့တဲ့နှစ်သင်းကစတူယာဘူကာရော့နဲ့စတူဂတ်ပေါ့နော်အဲ့နှစ်သင်းလုံးနိုင်တယ်စတူယာဘူကာရော့ကို3-1နဲ့နိုင်တယ်စတူဂတ်ကို2-0နဲ့ဆိုပြီးနိုင်တာပါရနော်ရာဂိုးက9ဂိုးရှိတယ်ပေဂိုး1ဂိုးပဲရှိတယ်အဝေးကွင်း3ပွဲမှာတော့3ပွဲလုံးရှုံးလာတယ်အဲ့တော့ဘေးဆက်ရဲ့ပုံစံကယူရိုပါလိမှာအင်ဝင်းကောင်းတယ်အဝေးကွင်းမကောင်းဘူးပေါ့ဗျာအဲ့ပုံစံမျိုးမှာရှိတယ်နောက်ပွဲတွေကသူကတွေ့ရမှာကရဘူးဆက်ဘက်ကိုအဝေးကွင်းမှာသွားကန်ရမယ်ပြီးတော့ Victoria Plaza ကိုအင်ဝင်းမှာအိတ်ခံပြီးပြန်ကန်ရမယ်ဘေးဆက်ရဲ့နောက်ဆုံး9ပွဲမှာဆိုရင်နှစ်ပွဲနိုင်တယ်နှစ်ပွဲတည်ကြတယ်တစ်ပွဲရှုံးတယ်ပေါ့နော်အဲ့ရှုံးတဲ့ပွဲကယူရိုပါလိမှာရှုံးတာဘယ်ဂျီယန်ကလပ်ချန်ကိုယူရိုပါလိမှာရှုံးခဲ့တာပေါ့နော်2-1နဲ့ရှုံးခဲ့တာသူနောက်ဆုံးကန်ခဲ့တဲ့9ပွဲမှာအင်္ဂွင်းဆိုတစ်ပွဲပဲရှိတယ်ဗျအဲ့ဒီပွဲကဆွစ်ဇာလန်အမှတ်ပေးပွဲဖြစ်တဲ့စိန့်ကာလန်နဲ့ဟုတ်တယ်စိန့်ကာလန်နဲ့ကန်ခဲ့တာဇီးဇီးတည်ကြတယ်အဲ့ရှိတစ်ပွဲကဆွစ်ဇာလန်သူတို့အမှတ်ပေးပွဲပဲလူကာရိုနဲ့ကန်ခဲ့တာရှုံးခဲ့တယ်0-1နဲ့အဲ့တော့ဘေးစဲနေနဲ့နောက်ဆုံးအင်္ဂွင်း2ပွဲဆက်ကတော့နိုင်ပွဲပြောက်ထားတယ်နောက်ပြီးတော့ဗီလာကယူရိုပါလိမှာ9ပွဲကန်ပြီးပါပြီ4ပွဲနိုင်ထားတယ်တည်မရှိဘူး1ပွဲရှုံးထားတယ်ရာဂိုးက8ဂိုးပေဂိုးက3ဂိုးပေါ့9ပွဲမှာသူကအဝေးကွင်း2ပွဲကန်ပြီးပါပြီနယ်သာလန်ကလပ်အသင်း2သင်းနဲ့တူကန်ရတာအဝေးကွင်း2ပွဲရလဲတသင်းကဖီယင်နုနောက်သင်းကနောက်ဆုံးကန်ခဲ့တဲ့ဂိုးဟတ်အီကဲအဲ့ဒီမှာဆိုရင်ဖီယင်နုကို0-2နဲ့နိုင်ပြီးတော့ဂိုးရဲ့ EQ ကြာသူကသွားပြီးတော့2-1နဲ့သွားရှုံးတယ်ဗျအဲ့ပွဲမှာဆိုရင်89မိနစ်မှာထင်တယ်ဘွန်ဒီယာပန်နတီမဝင်ခဲ့ဘူးနော်အဲ့ပွဲနဲ့တေးကြမဲ့ဟာမကြဘူးရှုံးသွားတယ်ပေါ့နယ်သာလန်ကလပ်2သင်းတွေ့တာမှာတစ်သင်းကိုနိုင်တယ်တစ်သင်းကိုရှုံးတယ်သူ့ရဲ့ပွဲစဉ်နဲ့ထူးဆန်းနေဗျအခုဆိုရင်လည်းအရှိမရန်ပွိုင်းနဲ့တွေ့ပြီးတော့နောက်ထပ်ဆွစ်ဇာလန်ကလပ်အသင်းဖြစ်တဲ့ဘေးစင်နဲ့ထပ်တွေ့တာပေါ့နော်ရန်ပွိုင်းတော့အင်္ဂွင်းမှာ2-1နဲ့နိုင်ခဲ့ပြီမဲ့ဒီနေ့အဝေးကွင်းမှာပါဒီနေ့ဘေးစင်နဲ့ကြတော့အဝေးကွင်းမှာတော့ဘယ်လိုလောင်မလဲဆိုကျွန်တော်ညညကြည့်ရမယ်ဘေးစင်နဲ့ရန်ပွိုင်းဆိုတာဗျာသူတို့ဆွစ်ဇာလန်လိမှာအထက်အောက်ရပ်တည်နေတဲ့အသင်းအမှတ်တူပဲထင်တယ်အမှတ်တူပဲအထက်အောက်ပေါ့နော်အမှတ်ကွာကြမရှိဘူးအထက်အောက်ရပ်တည်နေတဲ့နှစ်သင်းဖီလာကနောက်ဆုံး9ပွဲမှာ9ပွဲသလုံးကိုလုံးဝရန်လုံးပြီးနိုင်ထားတယ်တကယ်9ပွဲတော့မဟုတ်ဘူး9ပွဲသက်တိုက်နိုင်ထားတဲ့အသင်းလုံးဝနိုင်တာတည်ယူမကြဘူးနောက်ဆုံး9ပွဲသက်တိုက်နိုင်ထားတာအဲ့ဒီမှာနောက်ဆုံး9ပွဲထဲမှာအင်္ဂွင်း3ပွဲဆိုရတယ်အဝေးကွင်း2ပွဲအဝေးကွင်း2ပွဲက Brighton နဲ့ Leeds နဲ့ပေါ့နော် Brighton ကို3-4 Leeds ကို1-2နဲ့ဆိုပြီးတော့နိုင်ထားတာအဝေးကွင်းကနေအခုနောက်ဆုံးမှာဆိုရင်လည်း Arsenal ကို2-1နဲ့တီးထားတာဒီချင်တွေကိုကြည့်ရင်လက်တလုံးမှာဗီလာက on fire ပဲရန်ကိုကောင်းနေတဲ့သင်းဆိုတာမြင်ရတယ်အင်္ဂွင်းရောအဝေးကွင်းရောပေါ့နော်နှစ်ခုစလုံးမှာသူကတော်တော်လေးကိုကောင်းနေတာဒါပေမဲ့ဗီလာကယူပါလိမှာတော့အဝေးကွင်းရှုံးထားတဲ့ဂိုးဟတ်ကိုရှုံးထားတဲ့ပွဲတွေကတော့နည်းနည်းလေးသတိထားရမယ်ဗျာဘာဖြစ်လဲဆိုတော့ဖီယင်နုကဂိုးဟတ်အီကဲတက်ဆိုင်ရဆိုရင်အသင်းကြီးသူတို့နယ်သာလန်လိမှာလည်းဂိုးဟတ်အီကဲတက်အပေါ်မှာရက်တည်တာဂိုးဟတ်အီကဲကအဆင့်30ရ
အဲ့အသင်းကိုကြတော့အဝေးကွင်းသွားကန်တာရှုံးတယ်ဂိုးကထက်ပို့ပြီးတော့ကောင်းတဲ့ဖီနိုကျတော့အင်္ဂွန်းမှာကန်ရင်နိုင်တယ်ပေါ့နော်ဒါယူရိုပါလိမှာဖီလာကနယ်သာလန်ကလပ်နှစ်သင်းနဲ့တွေ့တဲ့ချိန်မှာအဲ့လိုမျိုးပြီးတော့အခုလေရန်ဝိုင်းကိုအင်္ဂွန်းမှာနိုင်ထားပြီးပါပြီဘေးဆဲကိုရောဒီနေ့ညအဝေးကွင်းသွားကန်မှာမှာခုနဂိုးခတ်အီးကဲလိုမျိုးများဖြစ်သွားမလားစဉ်းစားကြရလေးတော့ရှိတယ်ဗျအဲ့တကူကတော့နော်ဘယ်လိုပဲနေပါအင်္ဂွန်းဖြစ်ဖြစ်အဝေးကွင်းဖြစ်ဖြစ်ဟိုနိုင်မယ်မနိုင်ဘူးဆိုတာဗျဘူကီကပိုတိတယ်ဗျအားကြောင့်ကျွန်တော်တို့ကလေဒီပွဲမှာဘယ်လိုဖြစ်လာမလဲဆိုတာသူတို့ဖွင့်ပေးတဲ့ကြေးတွေကိုလိုက်ကြည့်ပြီးတော့ပေါ့နော်ခမန်းရတာဗျဒီပွဲမှာသူတို့ဘယ်လိုပေးတဲ့ကြေးကဘယ်လိုဒီလိုမျိုးဖွင့်ပေးထားရင်ဒီပွဲကတော့ဒီအသင်းကနိုင်မှာပဲဆိုပြီးလိုပဲလိုက်တွက်သူတို့ဖွင့်ပေးတဲ့ကြေးကိုပဲကြည့်ပြီးတော့နိုင်မယ်မနိုင်ဘူးဆိုတာခမန်းကြရတာဗျအဲ့တော့ဒီနေ့ညမှာဖီလာကပေးစေကိုမနက်ပိုင်းကြီးတလုံး90နိုင်ကိုကောင်းကြီးက3လုံး30ရှုံးရနေအခုညနေပိုင်းကြီးမှာဘော်ဒီကြီးကတလုံး40နိုင်ဖြစ်သွားတယ်ကိုကောင်းကြီးကတော့ 3D ဆိုပြီးတော့ပြောင်းသွားတာတွေ့ရတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်စဉ်းစားမှာကအခုပေးတဲ့ကြီးကဖီလာအနေနဲ့ပေးတာကြီးမှန်လားဒါမှမဟုတ်ရင်ကြီးပြော့လားပြင်းလားပေါ့နော်အဲ့ဒါကိုစာပြီးစဉ်းစားမှာအချို့ကတော့ထင်ကြလိမ့်မယ်ဗီလာအနေနဲ့အဝေးကွင်းကနေပြီးတော့တလုံး90တလုံး40ပြီးတာဟာကြီးပြင်းတယ်လို့ပဲထင်ကြလိမ့်မယ်ဘာဖြစ်လို့ဆိုတော့အဝေးကွင်းဆိုရတာဆိုတော့ဗျာအဝေးကွင်းတင်ကတလုံးသွင်းတော့မှ90ပဲစားရသေးတယ်40ပဲစားရသေးတယ်ဆိုပြီးတွက်လိမ့်မယ်အဲ့ဒီမှာကျွန်တော်စဉ်းစားမိတာပေါ့နော်သူကဗီလာကရန်ပွိုင်နဲ့တွေ့တဲ့နေ့မှာအင်ကွင်းကနေပြီးတော့ 2D ပေးခဲ့တာဗျ 2D ကိုကောင်းကြီးက380ပေးခဲ့တာအဲ့ဆိုရင်အခုရန်ပွိုင်နဲ့ပေးစေဆိုတော့ဗျာမတိမ်မရင်လေးပေါ့မတိမ်မရင်လေးအသင်းကိုအဝေးကွင်းမှာလာကန်နေဆိုရင်သူ့အနေနဲ့ပေးတဲ့ကြီးက 1D ပဲရှုံးလဲတလုံးသွင်းရင်ရှုံးလဲမရှုံးဘူးနိုင်လဲမနိုင်ဘူးဆိုတဲ့ကြီးကိုပေးတဲ့လို့ကျွန်တော်ကယူဆတယ်ဗျဒါကြောင့်ဒီညမှာပေးထားတဲ့တလုံး90ဆိုတဲ့စတဲ့ကြီးကကျွန်တော်အနေနဲ့တော့ဗီလာအနေနဲ့ပျော့တယ်လို့ထင်တယ်ပြီးတော့လေဗီလာက12မှတ်ရထားယူပါပြီအခု3ဝန်းကျန်တဲ့တဲပါဗျာဒီကံမှာဖီနာဘာဂျီကိုအဝေးကွင်းရပ်ဘူးဆဲဘက်ကိုအင်ဝင်းကန်ရမယ်ဗျာအခု3ဝန်းပေါ့နော်ရပ်ဘူးဆဲဘက်ကိုအင်ဝင်းမှာနိုင်တယ်ဗျာဟုတ်ပြီကဲဖီနာဘာဂျီကိုဗျာမကန်ဟိုတရေကြအောင်ဒီ3ဝန်းမှာသူက4မှတ်5မှတ်လောက်ရတာနဲ့ဖီလာကနောက်ဆင့်ကိုအေးဆေးသွားနိုင်တယ်အတင်းဗျအဲ့လိုဖြစ်နေတဲ့အခြေအနေမှာဗီလာကဒီပွဲကိုအားသွန်ခွန်ဆိုင်ကန်မယ်လို့ကျွန်တော်တော့မထင်ဘူးတကယ်တမ်းအားသွန်ခွန်ဆိုင်ကန်ရမှာဗျာပေးစေဗျဘာဖြစ်လို့လဲဆိုရင် तू က Rabu 7ဘက်ကိုအဝေးကွင်းမှာသွားကန်ရမယ်ပြီးတော့ Victoria Plaza ကိုအင်ကွင်းမှာကန်ရမယ်ဟုတ်ပြီ तू ကအခုလက်တလုံးမှာ6မှတ်ပဲရထားတာဗျအဆင့်24ဆိုတော့အချိန်မီပြုတ်သွားနိုင်တယ်ပေါ့အဲ့တော့ဒီ3ပွဲမှာ तू က6မှတ်ကိုအနည်းဆုံးရမှာဖြစ်မယ်အဲ့ဒါမှနောက်တစ်ဆင့်တော့ तू မျှော်မှန်းနိုင်မှာပေါ့နော်ဒီပွဲပြီးသွားရင်ဖီးစေက7ဘက်ကိုအဝေးကွင်းသွားကန်ရမှာတကြောင်မလို့အဝေးကွင်းဆိုတော့ဗျာအဝေးကွင်းသွားကန်ရတာတော့ခက်ခဲတာပဲအင်ရှင်ဖြစ်တဲ့အသင်းကဖိပြီးတော့စော့တာပဲခံရမှာပေါ့နော်မရှုံးအောင်ပဲအနိုင်စော့အောင်ပါဆိုတော့အဲ့တော့ဒီနေ့ပွဲမှာဘေးဆယ်ကဗီလာရှိရနေပြီးတော့တမှတ်တော့အနည်းဆုံးရအောင်ယူလိမ့်မယ်လို့ကျွန်တော်ကယူဆတယ်ပြီးတော့လေခုနကျွန်တော်တွေးခဲ့တယ်လို့ပေါ့နော်ဒီနေ့ဗီလာပေးတယ်တလုံး90ဆိုတာအရန်ကိုဗီလာရဲ့တလုံး90ဆိုတာကတန်လုံးအားကြီးနေတယ်အဲ့တော့ကျွန်တော်ဗီလာကိုမကြိုက်ဘူးဒီနေ့ပြီးတော့ကိုအောင်ကြီးကတော့ရွေးရတော့နည်းနည်းခက်တယ်ဗျကျွန်တော်စိတ်ထင်ပေါ့နော်ဒီနေ့ဘိုကီခေါ်ထားတဲ့ကြီးဟာတလုံး90နဲ့ဗီလာကိုခေါ်ပြီးတော့ကိုအောက်ကိုခေါ်တာဗျကိုအောက်ကိုခေါ်တာသူတို့ကဗီလာဘော်ယူထိုင်စီခြင်းနဲ့ကိုကလည်းအနည်းကိုခေါ်အနည်းလို့ဆိုပြီးတော့ကိုကလည်း 3D ဆိုတော့ဗျာခုနဲ့မယ်ဗီလာနိုင်မယ်ဆိုတဲ့ပုံစံမျိုးခေါ်ထားတာဒါပေမဲ့ဒီ 3D ဆိုတဲ့ကိုပေါင်းကြီးဟာအချိန်မျိုးလဲတူးဖြစ်သွားနိုင်တယ်ဗျအဲ့တော့ဗီလာကိုခေါ်တဲ့နောက်ကိုကျွန်တော်တို့မလိုက်ဘူးဒီနေ့ကျွန်တော်အတွက်အကြိုက်ဆုံးကတော့ဘေးဆယ်ဘော်ကြီးပဲကြိုက်တယ်ဗျဘေးဆယ်ကလည်းအင်ကွင်းမာတဲ့အသင်းဗီလာကလည်းဒီနေ့မှလာကန်တာကမရှုံးရင်တော်ပြီဆိုတဲ့ပုံစံမျိုးနဲ့ကန်ပါလို့ကျွန်တော်ယူဆတော့ကြမလို့ဒီနေ့မှ1-1ဆိုတဲ့တစ်ဖောက်လေးလည်းရှိတယ်အဲ့တော့ကျွန်တော်ဒီနေ့ညမှာကျွန်တော်ရဲ့ရွေးချယ်မှုကဘေးဆယ်ဘော်ကြီးပဲကြိုက်ပါတယ်ဟုတ်ကဲ့အခုလိုမျိုးကျွန်တော်ရဲ့ရွေးချယ်မှုတွေသုံးသပ်မှုတွေကိုသဘောကျတယ်နှစ်သက်တယ်ဆိုရင်ပြီးတော့ညီကိုတို့အတွက်လည်း
အကျိုးမြတ်ရှိခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးဖြစ်တဲ့ 1S1 channel လေးကို like and subscribe လုပ်ပြီးအားပေးကြဖို့ကိုလည်းတောင်းဆိုပါသေးခင်ဗျာကျွန်တော်ညီကိုတွေအားလုံးအမြဲတမ်းအပေါင်းပြကြပြီးတော့ရွေးချယ်သမျှတွေအမြဲတမ်းထပ်တူကြပါစေခင်ဗျာအားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ